လာမဲ့၄ရက်နေ့မှာတော့လေဖိအားနဲ့ရောင်ဟာပုံမှုအားကောင်းလာပြီးတော့သူ့ကိုပတ်လေတိုက်ခတ်နေတဲ့လေဟာမြန်မာပြည်အလဲပိုင်းနဲ့အောက်ပိုင်းကိုထူးထူးခြားခြားဝင်ရောက်နိုင်တဲ့အနေအထားရှိပါလာမဲ့၃ရက်နေ့မှာတော့ဘင်္ဂလားပင်လယ်လေဆိုင်ဝဲကတွန်းလိုက်တဲ့ရေငွေ့တွေကပုံမှုမြင့်မားစွာဗမာပြည်ကိုဝင်လာပြီးတော့ကျွန်တော်တို့မကွေးတိုင်းရခိုင်ပြည်နယ်အောက်ပိုင်းအေရဝတီတိုင်းရန်ကုန်တိုင်းပဲခူးတိုင်းကရင်ပြည်နယ်မွန်ပြည်နယ်တနင်္သာရီတိုင်းတို့မှာနေရာကွက်ပြီးတော့မိုးတီးထန်စွာရွာသွန်းတိုင်တဲ့အနေအထားရှိတဲ့အတွက်ကြောင့်မလို့မိမိတို့မိတ်ဆွေများကိုပြင်ဆင်နိုင်ရန်အတွက်အသိပေးကြပါထို့အတူမြန်မာအားလုံးပဲမင်္ဂလာပါခင်ဗျာကျွန်တော်တို့မြန်မာနိုင်ငံတဝန်းမှာလာမည့်ရက်ပိုင်းအတွင်းကြုံတွေ့ရနိုင်မဲ့အလွန်ကြီးမားတဲ့မိုးရွာသွန်းမှုအခြေအနေတွေဘင်္ဂလားပင်လယ်အော်မှာဖြစ်ပေါ်လာနိုင်တဲ့လေပြင်းအားနည်းဆဲနဲ့မုန်တိုင်းအခြေအနေထပ်မံချက်တွေကိုဆရာဦးထေးတင်ရဲ့တိုင်းတာချက်များအတိုင်းအသေးစိတ်တင်ဆက်ပေးသွားမှာဖြစ်ပါတယ်မိုးလေဝသသတင်းအခြေအနေတွေကိုသိရှိပြီးကြိုတင်ပြင်ဆင်နိုင်ဖို့အတွက်အခုဗီဒီယိုလေးကိုဆုံးထိကြည့်ရှုပေးကြပါဦး2026ခုနှစ်ဇွန်လ28ရက်နေ့တနင်္ဂနွေနေ့ညနေပိုင်းဂျိုတို့ကတိုင်းတာရရှိချက်တွေနဲ့မြန်မာပြည်ရာစုတို့အခြေအနေများကိုဆက်လက်ဝေမျှမှာဖြစ်ပါတယ်ကျွန်တော်တို့ပြီးခဲ့တဲ့နှစ်ပတ်ကတင်ပြခဲ့တဲ့အတိုင်းမြန်မာပြည်ကိုအချိန်ပြင်းပြင်းနဲ့ဝင်ရောက်နေတဲ့မုတ်တုံတွေနဲ့မိုးတွေတောက်လို့အထက်ဗမာပြည်ကချင်ပြည်နယ်မှာရေကြီးနိုင်တယ်လို့ကျွန်တော်တို့ခန့်မှန်းပေးခဲ့ပါတယ်အဲဒီကျွန်တော်တို့ခန့်မှန်းပေးတဲ့အတိုင်းကချင်ပြည်နယ်မှာရေကြီးခဲ့တဲ့သတင်းတွေကိုဆက်လက်ပြီးတော့ဖတ်နေရတာလေ့လာနေရပါတယ်အခုတခါကျွန်တော်တို့ဆက်လက်ပြီးတော့နောက်ထပ်10ရက်အတွင်းမှာမြန်မာပြည်မှာအလွန်ကြီးမားတဲ့မိုးရွာသွန်းမှုတွေနဲ့ကြုံတွေ့နိုင်ရတဲ့အကြောင်းရင်းတွေကိုကျွန်တော်တို့လေ့လာမှာဖြစ်ပါတယ်ကျွန်တော်ဒီကနေ့28ရက်နေ့သင်္ကြန်နေ့တိုင်းတာချက်ရအာရေဗျန်ပင်လယ်နဲ့အိန္ဒိယသမုဒ္ဒရာကလာတဲ့လေစီးကြောင်းကပေါင်းပြီးတော့မြန်မာပြည်အနှံ့ကိုတက်လက်ပြီးစင်းတိုက်ခတ်နေတဲ့အနေအထားတွေ့ရမှာဖြစ်ပါတယ်ထို့အတူပဲဟိမဝန္တာတောင်တန်းကဆင်းလာတဲ့လေအေးနဲ့အိန္ဒိယနိုင်ငံအပူထုတ်လုပ်မှုဘင်္ဂလားပင်လယ်နေအောင်ကြီးကြာရောက်မှုကြောင့်မလို့လေအေးနဲ့လေပူတို့စုံကြလေးစတင်ဖြစ်တာကိုကျွန်တော်တို့သတိထားတွေ့ရှိရပါတယ်နောက်ထပ်2ရက်ကြာတဲ့အခါမှာဆိုလို့ရှိရင်လည်းဒီလေအေးစီးကြောင်းကဘင်္ဂလားပင်လယ်ကလေပူစီးကြောင်းတို့စုံချက်ဟာဆိုရင်ပုံမကျေပြန့်လာပြီးတော့ဘင်္ဂလားပင်လယ်အစပ်ကိုစတင်ရောက်ရှိမယ်လို့ကျွန်တော်ခန့်မှန်းပါတယ်ဇူလိုင်လ2ရက်နေ့ရောက်တဲ့အခါမှာတော့အဲ့ဒီလေဆိုင်ဝဲလေးကနေပြီးတော့မှလေဖိအားနည်းရလေးတခုဘင်္ဂလားပင်လယ်မှာစတင်ဖြစ်လာနိုင်တဲ့အနေအထားရှိပါတယ်လာမဲ့3ရက်နေ့ဇူလိုင်လမှာတော့ဘင်္ဂလားပင်လယ်ကလေဆိုင်ဝဲဟာပုံမအားကောင်းလာပြီးတော့တချို့နေရာတွေမှာမိုင်90အထိတက်ခတ်နိုင်တဲ့အနေအထားဆိုရင်ကျွန်တော်တို့စတင်ပြီးတော့ပြင်ဆင်ဖို့လိုအပ်တဲ့အနေအထားရောက်လာပါတယ်လာမဲ့4ရက်နေ့မှာတော့လေဖိအားနဲ့ရောင်ဟာပုံမအားကောင်းလာပြီးတော့သူ့ကိုပတ်လေတိုက်ခတ်နေတဲ့လေဟာမြန်မာပြည်အလဲပိုင်းနဲ့အောက်ပိုင်းကိုထူးထူးခြားခြားဝင်ရောက်နိုင်တဲ့အနေအထားရှိပါတယ်။ကောင်းပြီကျွန်တော်တို့ဒီအနေအထားပေါ်ကနေပြီးတော့ရေငွေ့အနေအထားကြည့်အောင်ကျွန်တော်ဒီကနေ့28ရက်နေ့ညနေပိုင်းရေငွေ့တွေတိုင်းတာချက်အရမြန်မာပြည်အနှံ့အပြားမှာမိုးဆက်လက်ရွာပြီးတော့ကချင်ပြည်နယ်မှာမိုးများနေတယ်လို့ပဲပဲခူးတိုင်းရန်ကုန်တိုင်းမှာလည်းဆက်လက်ပြီးတော့မိုးများနေတဲ့အနေအထားရှိပါတယ်ဒီနေရာမှာကျွန်တော်တို့သတိပြုဖို့ကကျွန်တော်တို့မုတ်တုံထုတ်လုပ်တဲ့ဒီနေရာလေးမှာရှိတဲ့ရေငွေ့ဟာအပေါ်ပိုင်းကိုထိုးတက်ပြီးတော့ဒီမှာတွေ့တဲ့အမဲတွေဟာဆိုရင်ဗမာပြည်ကိုတွားပြီးတော့ရွာမယ်မိုးတွေဖြစ်ပါတယ်လာမဲ့15ရက်နဲ့အရက်20ကြာမှာမြန်မာပြည်မှာအင်မတန်မှ
မိုးဆက်လက်ပြီးတော့များနေမယ်ဆိုတဲ့အနေအထားကိုကျွန်တော်တို့ခန့်မှန်းတွေးရှိရမှာဖြစ်ပါတယ်ဒီကနေ့28ရက်နေ့မိုးရွာသွားတဲ့ဒေသတွေကိုကျွန်တော်တို့တိုင်းတာကြည့်တဲ့အခါမှာဆိုရင်ကချင်ပြည်နယ်အရှေ့ဘက်ခြမ်းမှာမိုးရေရင်၄ လက်မလောက်အထိရွာသွန်းပြီးတော့ကချင်ပြည်နယ်နဲ့စကိုင်းတိုင်းအထက်ပိုင်းမှာဆိုလို့ရှိရင်တော့မိုးရေရင်1.6 လက်မလောက်အထိရွာသွန်းနေတာကျွန်တော်တို့တိုင်းတာရရှိရသလိုပဲချင်းပြည်နယ်တောင်ပိုင်းရခိုင်ပြည်နယ်အေရဝတီတိုင်းရန်ကုန်တိုင်းပဲခူးတိုင်းကရင်ပြည်နယ်မွန်ပြည်နယ်တနင်္သာရီတိုင်းတို့မှာမိုးရေချိန်1.4 လက်မလောက်အထိကို24 နာရီအတွင်းမှာရနိုင်တဲ့အနေအထားရှိပြီးတော့ရှမ်းပြည်နယ်တစ်ခုလုံးဟာဆိုရင်နေရာကျဲကျဲမှနေရာစိတ်စိတ်ဆက်လက်ပြီးတော့မိုးရွာနိုင်တဲ့အနေအထားကိုကျွန်တော်တို့တိုင်းတာရရှိပါတယ်လာမယ့်29ရက်နေ့မှာတော့ကျွန်တော်တို့ဘင်္ဂလားပင်လယ်ကတွန်းလိုက်တဲ့လေစီးကြောင်းကြောင့်မလို့တနင်္လာရီတိုင်းနဲ့မွန်ပြည်နယ်မှာဆိုရင်မိုးရေချိန်6 လက်မလောက်အထိရွာသွန်းနိုင်တဲ့အနေအထားရှိတဲ့အတွက်ကြောင့်မလို့ကျွန်တော်တို့ခရီးသွားလှုပ်သားပြည်သူနဲ့တောင်ပေါ်တောင်ကြီးဒေသမှာနေထိုင်တဲ့လူတွေအထူးသတိထားဖို့လိုပါတယ်တောင်ပြိုခြင်းတရားပြက်ခြင်းမြေပြိုခြင်းတွေစက်တိုက်ကြုံတွေ့နိုင်ရပါတယ်အထူးသတိထားရမယ့်ဒေသကတော့ကရင်ပြည်နယ်မွန်ပြည်နယ်တနင်္သာရီတိုင်းထက်ပဲဖြစ်ပါတယ်ထို့အတူပဲကျွန်တော်တို့ကချင်ပြည်နယ်မှာဆက်လက်မိုးများသလိုပဲစကိုင်းတိုင်းထက်ပိုင်းချင်းပြည်နယ်မှာလည်းဆက်လက်ပြီးတော့မိုးရေချိန်1.4 လက်မဆက်လက်ပြီးတော့ရရှိနိုင်ပါတယ်ရခိုင်ပြည်နယ်စစ်တောင်းမြစ်မှာလည်းအထူးသတိထားဖို့လိုအပ်တယ်လို့ရှမ်းပြည်နယ်တစ်ခုလုံးမှာလည်းနေရာစိတ်စိတ်မှနေရာကွက်ကြားဆက်လက်မိုးရမှာဖြစ်ပါတယ်လာမယ့်30ရက်နေ့အင်္ဂါနေ့ရောက်တဲ့အခါမှာဆိုလို့ရှိရင်တော့မြန်မာပြည်တိုင်းနဲ့ပြည်နယ်အနှံ့မှာနေရာစိတ်စိတ်မှနေရာကွက်ကြားဆက်လက်မိုးရွာသွန်းမှာဖြစ်ပါတယ်ကျွန်တော်တို့မန္တလေးတိုင်းအောက်ပိုင်းပဲခူးတိုင်းအထက်ပိုင်းနဲ့မကွေးတိုင်းအရှေ့ဘက်ခြမ်းတွေမှာတော့မိုးပါးလေးတာရွာနိုင်တဲ့အနေအထားရှိပါတယ်အထူးသတိထားရမယ့်နေရာတွေကတော့စကိုင်းတိုင်းလယ်ပိုင်းကချင်ပြည်နယ်အောက်ပိုင်းရှမ်းပြည်နယ်အရှေ့မြောက်နဲ့ရှမ်းပြည်နယ်အလယ်ပိုင်းကရင်ပြည်နယ်မွန်ပြည်နယ်တို့မှာမိုးသီးထန်စွာရွာသွန်းနိုင်တဲ့အနေအထားရှိတယ်လို့ကျွန်တော်တို့ခန့်မှန်းတွေ့ရှိရပါတယ်ဇူလိုင်လ1 ရက်နေ့ရောက်တဲ့အခါမှာတော့ကျွန်တော်တို့မြန်မာနိုင်ငံတိုင်းနဲ့ပြည်နယ်အနှံ့မှာဆက်လက်ပြီးတော့မိုးရွာသွန်းနေသလိုပဲကျွန်တော်တို့ကချင်ပြည်နယ်ချင်းတောင်တန်းရှမ်းပြည်နယ်စကိုင်းတိုင်းအောက်ပိုင်းမန္တလေးတိုင်းအထက်ပိုင်းမကွေးတိုင်းအထက်ပိုင်းရှမ်းပြည်နယ်အလယ်ပိုင်းတနင်္သာရီတိုင်းအောက်ပိုင်းတို့မှာနေရာကွက်ပြီးတော့မိုးသီးထန်စွာရွာသွန်းနိုင်တဲ့အနေအထားရှိပါတယ်ကျွန်တော်တို့2 ရက်နေ့ရောက်တဲ့အခါမှာတော့ဘင်္ဂလားပင်လယ်မှာစတင်သတိတည်လာတဲ့လေဖိအားနည်းရရန်ဝန်းရဲ့လေစီးကြောင်းတွန်းပို့မှုကြောင့်မလို့ချင်းပြည်နယ်တစ်ခုလုံးမှာနေရာကွက်ပြီးတော့မိုးကြီးနိုင်တယ်လို့ပဲစကိုင်းတိုင်းအထက်ပိုင်းအနောက်ချမ်းမှာအထူးသတိထားဖို့လိုပါတယ်ကျွန်တော်တို့ထို့အတူပဲအေရဝတီတိုင်းရန်ကုန်တိုင်းပဲခူးတိုင်းကရင်ပြည်နယ်မွန်ပြည်နယ်တနင်္သာရီတိုင်းတို့မှာနေရာကွက်ပြီးတော့မိုးသီးထန်စွာရွာသွန်းနိုင်တဲ့အနေအထားရှိပါတယ်လာမယ့်3 ရက်နေ့မှာတော့ဘင်္ဂလားပင်လယ်လေဆိုင်ဝဲကတွန်းလိုက်တဲ့ရေငွေ့တွေကပုံမိုးမြင့်မားစွာဗမာပြည်ထဲကိုဝင်လာပြီးတော့ကျွန်တော်တို့မကွေးတိုင်းရခိုင်ပြည်နယ်အောက်ပိုင်းအေရဝတီတိုင်းရန်ကုန်တိုင်းပဲခူးတိုင်းကရင်ပြည်နယ်မွန်ပြည်နယ်တနင်္သာရီတိုင်းတို့မှာနေရာကွက်ပြီးတော့မိုးသီးထန်စွာရွာသွန်းနိုင်တဲ့အနေအထားရှိတဲ့အတွက်ကြောင့်မလို့မိမိတို့မိတ်ဆွေများကိုပြင်ဆင်နိုင်ရန်အတွက်အသိပေးကြပါထို့အတူမြန်မာပြည်အနှံ့အပြားမှာဆက်လက်ပြီးတော့မိုးသီးထန်စွာရွာသွန်းနိုင်တဲ့အနေအထားရှိပါတယ်လာမယ့်စနေနေ့မှာတော့ကျွန်တော်တို့အထူးသတိထားရမယ့်ဒေသကရခိုင်ပြည်နယ်ရခိုင်တောင်တန်းနဲ့ကပ်ရဲ့မကွေးတိုင်းမှာဆက်လက်ပြီးတော့မိုးသီးထန်စွာရွာသွန်းနိုင်တယ်လို့ပဲစစ်တောင်းမြစ်ဝမ်းတစ်လျှောက်မှာဆက်လက်မိုးသီးထန်ပြီးတော့ကရင်ပြည်နယ်မွန်ပြည်နယ်
တင်းတိုင်းထက်ပိုင်းတော့မှာဆက်လက်ပြီးတော့နေရာကွက်ပြီးတော့မိုးကြီးမဲ့အနေအထားရှိပါတယ်ကျန်တဲ့တိုင်းနဲ့ပြည်တွေနေပါလဲဆက်လက်ပြီးတော့မိုးရွာသွန်းမှာဖြစ်ပါတယ်ကျွန်တော်တို့အထူးသတိထားဖို့ကတော့ကျွန်တော်တို့ဒီလေဖိအားနဲ့ရာကိုပတ်ပြီးတော့တိုက်ခတ်နေတဲ့လေတိုင်တို့ဟာတနာရီကိုမိုင်90ဖြစ်လာနိုင်တယ်လို့ခန့်မှန်းရတဲ့အတွက်ကြောင့်မလို့တစုံလုံးဖြစ်ခဲ့လို့ရှင်တော့မုံတိုင်းအဆင့်လို့ကျွန်တော်သတ်မှတ်ရမှာဖြစ်ပါတယ်မုံတိုင်းဖြစ်မဖြစ်လေးလာစောင့်ကြည့်ရင်းနဲ့ကျွန်တော်တို့ထူးခြားတဲ့အခြေအနေများကိုလည်းကျွန်တော်တို့ကိုယ်သက်ထွေးနိုင်တဲ့ဒုတိုင်ပင်ပြီးတော့ပြင်ဆင်နိုင်ရန်အတွက်သတင်းအဖြစ်ဆက်လက်တင်ပြမှာဖြစ်ပါတယ်ကျေးဇူးတင်ပါတယ် ဟုတ်ကဲ့အခုတင်ပြပေးခဲ့တာကတော့ဆရာဦးထေးတင်ရဲ့မိုးလေဝသခန့်မှန်းချက်ပဲဖြစ်ပါတယ်ခင်ဗျာမိဘပြည်သူများအနေနဲ့လာမယ့်ရက်ပိုင်းအတွင်းမိုးသည်ထန်စွာရွာသွန်းခြင်းလေပြင်းတိုက်ခတ်ခြင်းရေကြီးရေရှမ်းခြင်းနဲ့မြေပြိုခြင်းအန္တရာယ်တွေကိုအထူးသတိပြုကြိုတင်ပြင်ဆင်နိုင်ကြပါစေလို့ဆုတောင်းပေးလိုက်ရပါတယ်မိမိတို့ရဲ့မိတ်ဆွေတွေကိုလည်းသတိပြုနိုင်အောင်ဒီဗီဒီယိုလေးကိုမျှဝေ share ပေးကြပါဦးခင်ဗျာအားလုံးပဲဘေးအန္တရာယ်ကင်းဝေးကြပါစေကျေးဇူးတင်ပါတယ်ခင်